ကျွန်တော်စီမှာဈေးအနည်းဆုံးဘယ်လောက်တန်ဆရှိပြီလဲဆိုတော့ customer အတွက် Sony A9100 လေးပါဗျာဒီတစ်လုံးပဲရှိပါတယ် Sony A9100 ကသူ့ရဲ့ body design ကတော့တိတိတွတ်တွဲလေးနဲ့ beginner အသုံးအတွက်လုံးဝတင်တော်ပါတယ် Jordan တက်ပုံခီးသွားတက်ပုံအတွက်เนาะတေးသေးကွေးကွေးလေးနဲ့ချစ်စရာလေးပေါ့နော်ပုံစံလေးရတယ်နောက်တစ်ခါကျတော့သူ့မှာနီညိုရောင်လေးပေါ့နော်ဒီကောင်လေးကတော့နီညိုရောင်လေးဖြစ်တဲ့အတွက်တော်တော်လေးလဲဆက်ဆန်းလေးရောင်ဖြစ်တယ်နောက်တစ်ခါကျတော့သူက interchangeable lens ဖြစ်တဲ့အတွက်เนาะဒီမှာ Sony E-mount lens တွေပြောင်းပြီးတော့တက်ဆင်လို့ရပါတယ် E50 1.8 E35 ပေါ့နော်အဲ့လိုမျိုး lens တွေလည်းပြောင်းပြီးတော့တက်ဆင်လို့ရပါတယ်နောက်တစ်ခုကောင်းတာကဒီမှာ flip screen အပေါ်လန်တက်လို့ရတဲ့ screen ဖြစ်တဲ့အတွက် selfie လေးပဲရိုက်အားလုံးအဆင်ပြေပါတယ်သူက zoom lever လေးလည်းပါပါတယ်ဆိုတော့ beginner အသုံးအတွက်တော်တော်လေးကို powerful ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကျွန်တော်သဘောကျတဲ့ချက်ကတော့ဈေးနှုန်းအနှိမ့်ဆုံးနဲ့24 megapixel ရတဲ့တစ်ချက်ပါပဲ24 megapixel ဖြစ်တဲ့အတွက်ကြည်လင်ပြတ်သားနေတာဖြစ်ပါတယ်ပြီးရင် flash လေးလည်းပါပါတယ်ခင်ဗျာဒီမှာ touch shot ပေါ့နော်ထိပြီးတော့ပုံရိုက်တဲ့စနစ်လည်းပါပါတယ် body design တည်တည်လေးနဲ့ခုမှကင်မရာစကိုက်မယ်ဈေးအများကြီးမသုံးချင်ဘူးဆိုတဲ့သူတွေအတွက် Sony A9100 လေးကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ် shutter count 1300ပဲရှိပြီးတော့ဈေးနှုန်းကတော့9900ဘတ်ပါခင်ဗျာထိုင်းတနိုင်ငံလုံးပို့ပေးပါတယ်များရီတာချီလိပိတ်တဝဲထိကျွန်တော်တို့ပို့ပေးနေပါတယ်ခင်ဗျာဒါကတော့ Sony A9100 လေးပါဈေးနှုန်းကတော့9900ဘတ်ပါဗျာ